အားလုံးပဲမင်္ဂလာပါဒါလေးတစ်ချက်ပြောပြရစီကိုရီးယားမှာစတင်တဲ့ဒေါ်ချမ်းမမြတော်အားလုံးသိမှာပါဒေါ်ချမ်းမမြတော်ကသူတို့ရဲ့အဖွဲ့အစည်း SDG ကနေပြီးတော့ဒါက2024မှာချမ်းစကူးနဲ့ဒါက SDG အဖွဲ့နဲ့ပူးပေါင်းလိုက်တာပေါ့နော်ပူးပေါင်းလိုက်ပြီးတဲ့နောက်ပိုင်းမှာ SDG ကချမ်းမမြတော်နဲ့2024မှာမပူးပေါင်းခင်ကစစ်ဆိုးရကိုလှူပူတာတွေရှိတယ်အဲ့တော့ချမ်းမမြတော်နဲ့ပူးပေါင်းပြီးတဲ့နောက်ပိုင်းမှာကျမတို့ NUG အဖွဲ့တွေစီကိုလည်းတစ်ခါသွားတာတွေ့တယ်ပြီးတော့တူနာပြုတွေသူတို့ဖွဲ့စည်းကနေပြီးတော့မှလူ3000ခေါ်မယ်ဆိုပြီးတော့ကြီးညာတယ်ဒါပေမဲ့ဒီဟာတွေကဖြစ်မလာခဲ့ဘူးဖြစ်မလာခဲ့တဲ့အခါမှာ2025 3လပိုင်းမှာကျမတို့ငလျင်ဘေးတွေနဲ့ဘာတွေနဲ့ကြုံတွေ့ရတဲ့အခါမှာသူတို့တွေအခုစစ်တပ်ကိုလှူတာတွေအခုတက်လာတာပေါ့နော်အခု6လပိုင်း29ရက်နေ့မှာစစ်တပ်ကိုလှူတာတွေတက်လာတဲ့အခါကျတော့ကိုရီးယားမှာရှိတဲ့ဒီကျမတို့ YUF fan နဲ့ MUF fan တွေမှာဆီယာမဒေါ်ရေးတင်ပြီးတဲ့အခါကျလို့ရှိရင်ဒီစိုးတက္ကသိုလ်မှာလည်းကျမတို့ပမောက္ခ PhD တက်နေတဲ့ဆီယာမကနေပြီးတော့မှသူ့ကျောင်းကို wine cook လုပ်ဖို့တွေပြောတာပေါ့ဒါတွေဟာ wine cook လုပ်တယ်ဆိုတာကလှူတာနဲ့လည်းမဆိုင်ပါဘူးချမ်းမမြတော်ကိုယ်တိုင်ကဒီတူနာပြုတွေရဖို့အတွက်ကိုစစ်တပ်မှာခံဝင်ချက်ထိုးထားတာပါပြီးတော့စစ်တပ်ကိုလည်းလိုက်ပြီးတော့တောင်းပန်တာတွေပါပါတယ်ပြီးတော့ဒီဆီယာမတွေကလည်းကျမဆိုလည်းသူ့လောက်ကိုရီးယားစကားမကောင်းဘူးကျမကိုလည်းအများနဲ့နှိမ်ခဲ့တာပဲအခုတီချေကိုလည်းတပည့်ပေါင်းများစွာမွေးထုတ်ပေးခဲ့တဲ့တီချေကိုလည်းကိုရီးယားစာမကောင်းဘူးဆိုပြီးတော့သူ့ရဲ့ Facebook ကနေနှိမ်နေတာပဲကျမဆိုလည်းအများနဲ့နှိမ်နေတာပဲတကယ်တော့လည်းကျမလည်း level 6ပဲသူလည်း level 6ပဲမပူပါဘူးเนาะသူလည်း PhD ပဲကျမလည်း PhD ပဲဘာမှမပေါ်ကျမတို့ကိုရီးယားစကားပြောလဲတမန်နားလဲတာပဲသူတယောက်တည်းပြောလို့နားလဲတာမှမဟုတ်တာเนาะအဲ့တော့ teacher ဆိုရင်သူ့ထက်ပိုပြီးတော့ rank မြင့်တဲ့စိုးတက္ကသိုလ်ပါအဲ့ဒါတွေကိုလည်းညတော့စောင့်နေနိုင်ပြီးတော့ဆဲထားပါတယ်အဲ့တော့သူကအခုဒီနေ့မနက်မှာတင်ထားတာဆီယာမတွေကတချို့ဆီယာမတွေစိုးကြောင်းပေါ့သူတင်ထားပါတယ်အဲ့ဒါကိုတချို့ဆီယာမတွေစိုးတယ်ဆိုတော့ဝိုင်းပြီးတော့ share ထားကြတယ်သူကိုနိုင်ကကိုစိုးတဲ့ဆီယာမပါသူကိုနိုင်ကကိုအခုကိုရီးယားမှာ80သူကြောင်းတက်တဲ့လူတွေအားလုံးက80ရာခိုင်နှုန်းပြည့်လို့ရှိလို့ရှိရင်သူကနေပြီးတော့မှဒီကျမတို့ကြောင်းရက်မှန်ကြီးပေါ့နော်အဲ့လိုယူထားတဲ့1,240,000ဆိုမြန်မာငွေနဲ့6သိန်းကျော်9သိန်းကျော်ပေါ့အဲ့ဒါကိုသူကနေပြီးတော့မှ80ရာခိုင်နှုန်းပြည့်ရင်ပြန်ပေးမယ်80ရာခိုင်နှုန်းပြည့်ရင်မပြည့်ရင်မပေးဘူးပေါ့အခုပြည့်တဲ့သူတွေကိုလည်းပြန်မပေးပါဘူးပြီးတော့အဲ့ဒီចောင်းသားတွေကိုလည်း passport သိမ်းမယ်ဆိုပြီးတော့ချင်းချောက်ပါတယ်ပြီးတော့အဲ့ဒီចောင်းသားကိုလည်းချင်းချောက်စာတွေပို့တဲ့ထဲမှာကျမကိုအဲ့ဒီចောင်းသားတွေကလာတိုင်လို့နော်ကျမကချင်းချောက်စာပို့ထားပါတယ်ကျမအခုချိန်ထိမဖတ်ပါဘူးဒါကျမတရားရုံးတင်မှာပါပြီးတော့ចောင်းသားတွေကို stock တွေကိုသူတို့ဘာလုပ်လဲဆိုလို့ရှိရင်လိန်ရောင်းပါတယ် story ကိုလိန်ရောင်းတယ်ပြီးတဲ့အခါကျတော့ကျမတည်သွားတဲ့နောက်ပိုင်းတော့မှ story ရဲ့ဒီပေါ့နော်ဒီအာမခံစာရွက်ကလေးတွေကိုပို့ပေးတာကျမသိပြီးတော့မှနှမှုဆိုပို့မပေးပါဘူးကျောင်းသားတွေကိုမေးတယ်ဒီ stock နဲ့ပတ်သက်ပြီး तू ဘာပြောလဲဆိုတဲ့အခါ तू ကအဲ့ဒီထဲမှာဒုဥက္ကဋ္ဌဖြစ်နေတာပါသူတို့ကဘာကြောင့်မြန်မာပြည်ကစစ်တပ်ကိုလှူရတာလဲဆိုရင်သူနာပြုအတွက်သူလည်းတင်နန်းသားရခြင်းနဲ့အဲ့ဒီအတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်မလို့စက္ကစကိုလှူတာဖြစ်ပါတယ်စက္ကစကိုလှူလို့ကိုရီးယားလူတွေကသူ့ရဲ့ကြောင်း wine coat လောက်တာပါโอเคအဲ့တော့သူ့ရဲ့ Facebook တွေမှာတင်ထားတယ်ကျမတို့ Facebook တွေမှာတင်ထားတယ်ကျမတို့ဆီယမ်မရဲ့ Facebook တွေမှာတင်ထားတယ်သူ့ចောင်းသားတွေကိုကိုယ်တိုင်သူကဘာလုပ်ခဲ့တာလဲချင်းချောက်တယ်ငွေတွေပြန်မပေးလို့ចောင်းသားတွေကိုယ်တိုင်တိုင်ခဲ့ရတဲ့ဆီယမ်မပြီးရင်သူတို့ရဲ့ဒီကကာအိုပြန်လာမာဒီတောင်မှလေငါတို့ပန်းပေးလို့ပါတို့သူရေးထားတာပြီးရင်ចောင်းသားတွေကိုပတ်ပတ်ဆက်ဆက်ပြောပြီးအဲ့ဒီထဲကနေပြောတီချေချမ်းချမ်းဆိုတဲ့နာမည်ကနေလီလီအမ်ဆိုပြီးနာမည်ပြောင်းပြီးတော့ထွက်သွားတာအဲ့ဒီကာကာကိုအကောင့်နဲ့အောင်သူ့ရဲ့ចောင်းသားတွေရှိချင်းချောက်စာပို့တဲ့အခါမှာလဲအမလေးကျမကသူ့အမှုရှုံထားလို့ပောက်ကရ40ပြောတာကျမမရှုံသေးဘူးနော်အမှုရှုံထားတဲ့အတွက်အမေကြော်ပြီးတော့တွေးတော်လန်းတော့ကျမကိုမြောက်နေပါဘာလုပ်ထားလဲနှိုင်းထားတာဒါတွေအားလုံးတက်တည်ယူထားပါတယ်ကျမเจ้าကိုတိုင်လုံးကလေသူကဘယ်လိုပြောလဲဆိုဆရာဟိုကျမကတဲ့ပြည်သူတွေကိုဆဲနေတာဖြစ်တယ်တဲ့ပြည်သူတွေကိုဆဲနေတဲ့အတွက်ကြောင့်မလို့ကျောင်းရဲ့တိတ်ခါတွေကြတယ်ပေါ့နော်ပြီးတဲ့အခါကျရင်ဆရာမတွေရဲ့ဂုံတိတ်ခါတယ်အခုသူကိုယ်တိုင်သူ့ရဲ့ MUF fan ကျောင်းကိုတိတ်ခါချတဲ့အပြင်ကိုဆရာမတွေရဲ့ဂုံတိတ်ခါကိုပါချနေတာဖြစ်ပါတယ်အဲ့တော့ဝတ်တွေလဲပါပြီလို့ပြောချင်ပါတယ်နော်ကျမကတော့အကောင်းဆုံးလုပ်သွားမှာပါသူကိုနိုင်ကကိုရီးယားမှာတက်နေတဲ့ကျောင်းသားတွေကို
အာမခံကြီးမပြီးလို့ចောင်းသားတွေကိုယ်တိုင်ရဲတိုင်ရတာတွေရှိတယ်ကျမကိုတိုင်တော့မှသူပေးရတာတွေရှိတယ်ចောင်းသားတွေရဲ့ passport တောင်တင်ပြမယ်ဆိုပြီးတော့မလုပ်တာလဲဆိုချင်းချောက်တာဖြစ်ပါတယ်โอเคချင်းချောက်တာဖြစ်ပါတယ်เนาะဆိုတော့ကအခုသူကိုနိုင်ကကိုမှချင်းချောက်တဲ့ဆရာမပါအဲ့ဒါကိုသူကလိုက်ပြောနေတာဖြစ်ပါတယ်โอเคဒီဟာလေးကိုတစ်ချက်လောက်ကြည့်ပေးပါ